ဘာလဲအယသမားကြီးဟုတ်လားပြခေါ်လားနားထောင်လို့ကောင်းလို့ထပ်ပြီးတော့ခေါ်တာကြက်ခေါ်တာနော်မင်းတို့ကြက်အယသမားကြီးလို့ခေါ်တာရက်ကသူ့ဘာသူနေတာလူတွေဘာမှလုပ်တာဒုက္ခပေးရမဟုတ်ဘူးတောက်တဲ့လူကသာပေါက်ကြရလျှောက်လုံးနေပေါက်ကြရဖြစ်တာအရက်တောက်တယ်ဆိုတာအရက်တစ်ခွက်ကတန်ကြီးကိုအရက်တောက်တဲ့လူပဲနားလေလားအဲ့ဒါလူသွားရှင်းမပြနဲ့ရှင်းပြလို့မရဟောပေါက်တယ်နော်ကျင်လိုက်တာဖတ်မောရင်မနောက်ကကြောဗျာမရာတောင်းနေတာမဟုတ်ဘူးစီနဲ့ကန်းနဲ့စနစ်နဲ့တိတိကျကျတန်ဖိုးရှိတဲ့အရက်ကိုတောင်းနေတာတန်ဖိုးရှိတဲ့အရက်ကိုတောင်းနေလို့တန်ဖိုးရှိတဲ့စကားတွေပဲပြောနေတာဟမ်တန်ဖိုးရှိတယ်မလားဘာကြောင့်တန်ဖိုးရှိတယ်သိလားပတ်စံနဲ့ပေးဝယ်ရတော့တန်ဖိုးရှိတာဗောပတ်စံနဲ့ပေးဝယ်ရပြီဆိုတော့တန်ဖိုးရှိလို့ပတ်စံနဲ့ပေးဝယ်တာဗောအေးအဲ့ဒီဒက်ကကိုပြောတဲ့စကားတွေကလည်းတန်ဖိုးကိုရှိနေရမယ်ရမ်းမလုံးနဲ့ရက်တစ်ခွက်ကတန်ကြီးကိုတောက်တဲ့လူပဲသိတယ်မတောက်တဲ့လူကမသိဘူးရမူးတဲ့အရသာလေးကိုတောက်တဲ့လူကပဲသိတယ်မတောက်တဲ့လူကမသိဘူးလို့လို့လည်းဆွဲလိုက်ပဲဆွဲပြီးအလုပ်ထွက်လုပ်မယ်